ရက်ဒေတာအတိတိမှာနေထိုင်ကြသောခုနှစ်ရက်သားသမီးများအားလုံးကိုကျမ်းမာစိတ်ချမ်းသာ၍လောရဆန္ဒတွေသိဝပါစေလို့ဥစွာပထမမေတ္တာပို့တာအပ်ပါတယ်ဓမ္မရှိခင်သူတော်စင်များအတွက်ယခုတရားပေးချင်တာကတော့ပုံညာကရိယာဝတ္ထု10ပါးအကြောင်းပဲဖြစ်ပါတယ်ပုံညာကရိယာဝတ္ထုမှာပါတယ်တဲ့ပုံညာဆိုတာကတော့တဲ့မိမိရဲ့စိတ်ကိုတန်ရှင်းဖြူစင်စေတဲ့ကောင်းမှုလို့အဓိပ္ပာယ်ရတယ်ကရိယာဆိုတာကတော့တဲ့ဧကံပြုထိုက်သောတရားဝတ္ထုဆိုတာကတော့ကောင်းကျိုးချမ်းသာရဲ့တရားတဲ့အဲ့တော့ပုံညာကရိယာဝတ္ထုဆိုတာကကောင်းကျိုးချမ်းသာမင်္ဂလာရဲ့တရားဖြစ်သောကြောင့်တဲ့ဧကံစင်စစ်ပြုထိုက်တဲ့ကောင်းမှုများလို့အဓိပ္ပာယ်ရပါတယ်တဲ့အဲ့တော့ဒီပုံညာကရိယာဝတ္ထု10ပါးဆိုတာဘာတွေလဲဆိုတော့တဲ့နံပါတ်1ကဒါနာတဲ့ပေးကံစွန့်ခြင်းလူတန်းခြင်းနံပါတ်2ကတော့သီလ5ပါး10ပါးစသည်တဲ့ကိုယ်နှုတ်ကိုဆောင်ထိန်ခြင်းနံပါတ်3ကတော့ဘာဝနာတမထဘာဝနာဝိပဿနာဘာဝနာများကိုပွားများခြင်းနံပါတ်4ကအပစယနာမိမိထက်အသက်ကြီးသူသီလကုံတမာတိကုံပညာကုံတွေမှာတဲ့မိမိထက်အကြီးမားတဲ့သူတွေကိုယိုသေးခြင်းတဲ့နံပါတ်5ကတော့ဝေယဝဆသူတစ်ဖက်သားကိုချမ်းသာစိတ်ချမ်းသာဖြစ်အောင်တဲ့ကိုထိလက်ရောက်ကူညီပေးခြင်းနံပါတ်6ကတဲ့ပတ္တိဒါနမိမိကုသိုလ်လုပ်ပြီးတိုင်းဒီကုသိုလ်ကိုသူများတွေလည်းရအောင်အမြတ်ပေးဝေခြင်းနံပါတ်9ကတော့တဲ့ပတ္တာနာမောဒနာသူများတွေကတဲ့အမြတ်ပေးဝေတဲ့အခါမှာမိမိကတာရုခေါ်ခြင်းနံပါတ်10ကတော့တဲ့ဓမ္မတာဝနာသူတို့ကောင်းတရားကိုနာကြားခြင်းနံပါတ်9ကတော့တဲ့ဓမ္မဒေသနာတဲ့မိမိကိုယ်တိုင်ကသူတော်ကောင်းတရားကိုဟောပြောခြင်းနံပါတ်10ကတော့တဲ့ဒိဋ္ဌိစုကမ္မဖြောင့်မှန်တဲ့အယူရှိခြင်းတဲ့ကုသကံအကုသကံတွေဆိုတာရှိတယ်တဲ့ဒီကံတွေရဲ့ကောင်းကျိုးဆိုးကျိုးရှိတယ်ဒီကံတွေကြောင့်ရောက်ရမယ်နောင်ဘဝရှိတယ်လက်တင်မှာရှိတယ်ဘုရားဟောတဲ့အတိုင်းကျင့်ရင်တဲ့ဇံပင်ရင်ရနိုင်တယ်ကိလေသာကုန်ခန့်ယန္တာဖြစ်နိုင်တယ်လို့ယုံကြည်တာကိုတဲ့ဖြောင့်မှန်တဲ့အယူရှိတယ်လို့ခေါ်ပါတယ်